ခြင်းစရာကြံပါရှင်မှုစိတ်သိငယ်စုအလင်းသက်တွေမျိုးငါခဲ့ခဲ့တယ်ရှင်ခုံမကြနဲ့ရုံးမထွက်နိုင်ရဲ့ယူမိုက်ခဲ့ကြငယ်တော့ခဏစိုးစားခဲ့ရချိန်တွေရဲ့များတောင်းမြောက်တွေလားစစီကကောကြောက်ပြချင်ဘူးအချိုးကြောက်ဆိုတာအစိုးကောင်းတွေလားဘယ်သူမှမသိလေရှိနေစေယူမိုက်ခဲ့ကြငယ်တော့ခဏစိုးစားခဲ့ရချိန်တွေရဲ့များတမရာတော့ချခြင်းစရာကြံပါရှင်မှုစိတ်သိငယ်စုအလင်းသက်တွေမျိုးငါခဲ့ခဲ့တယ်ရှင်ခုံမကြ